ခါနာချင်းဟာနေ့စဉ်လူနေမှုဘဝမှာအဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပေမဲ့မှန်ကန်တဲ့နေထိုင်မှုပုံစံနဲ့ကြိုတင်ကာကွယ်နိုင်ပါတယ်။ခါနာချင်းကင်းမွေးစေဖို့လိုက်နာသင့်တဲ့အချက်တွေကိုအောက်ပါအတိုင်းအပိုင်းလိုက်ခွဲခြားဖော်ပြပေးလိုက်ပါတယ်။၁နေထိုင်မှုပုံစံကိုပြုပြင်ခြင်းခါနာရခြင်းရဲ့အဓိကအကြောင်းရင်းကပုံစံမမှန်ပဲထိုင်ခြင်းရက်ခြင်းကြောင့်ဖြစ်ပါတယ်။ထိုင်နည်းပုံစံထိုင်တဲ့အခါခါကိုမှတ်ထားပါခုံနောက်မီနဲ့ခါကြားမှာခေါင်းအသေးလေးတစ်ခုခုခံထားပေးပါခြေထောက်နှစ်ဖက်ကိုကျမ်းပြင်ပေါ်မှာပြက်ပြားချထားပါမတ်တက်ရက်သည့်ပုံစံရင်ဘက်ကိုအနှဲငယ်ဆန့်ပြီးပခုံးကိုရှော့ထားပါကြာရှည်ရက်ရမယ်ဆိုရင်ခြေထောက်တစ်ဖက်ကိုခုံအနှိမ့်လေးတစ်ခုပေါ်တင်ထားပြီးတလျက်စီအနားပေးပါနှစ်လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းကြွက်သားတွေတန်မာနေဖို့ကခါနာခြင်းကိုအကောင်းဆုံးကာကွယ်နည်းဖြစ်ပါတယ်ဦးတိုင်းကြွက်သားလေ့ကျင့်ခန်းဝမ်းပိုက်နဲ့ခါးတစ်ဝိုက်ကကြွက်သားတွေကိုတန်မာအောင်လှုပ်ဆောင်ခြင်းကခါးရိုးကိုကောင်းကောင်းထောက်ပံ့ပေးနိုင်ပါတယ်။အကျောဆန့်ခြင်းယောဂကျင့်ခြင်းသို့မဟုတ်ခါးအကျောဆန့်တဲ့လေ့ကျင့်ခန်းတွေကိုနေ့စဉ်လုပ်ပေးပါ။လိုင်းရှောင်ခြင်းသို့မဟုတ်ရေကွေးခြင်းကခါးကိုဒဏ်မထိစေဘဲတကိုယ်လုံးသွေးလေပတ်မှုကောင်းစေပါတယ်။အလေးအပင်မတဲ့အခါသတိထားခြင်းအလေးအပင်ကိုပုံစံမမှန်ပဲမတာကခါးကြောညက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ခြေထောက်ကိုသုံးပါအလေးအပင်မတဲ့အခါခါးကိုကုန်းမပါနဲ့ဒူးကိုကွေးပြီးထိုင်လိုက်ပါပစ္စည်းကိုကိုယ်နဲ့နီးနီးကပ်ကပ်ကင်ပြီးခြေထောက်အားနဲ့ပြန်ထားပါလိန်ချင်းကိုရှောင်ပါပစ္စည်းမထားစင်မှာကိုယ်လုံးကိုဘေးတိုက်လိန်လိုက်တာမျိုးမလုပ်ပါနဲ့ခြေထောက်ပါလိုက်လေပါအခြားအရေးကြီးသောအချက်များကိုယ်အလေးချိန်ထိန်းညှိပါကိုယ်အလေးချိန်အရမ်းများလွန်းရင်ခါးရိုးပေါ်မှာဖိအားတွေပိုတက်ရောက်စေပါတယ်ဖနက်ရွေးချယ်မှုတောင်းမိဖနက်အကြာကြီးစီးခြင်းကခါးရဲ့တဘာဝအနေထားကိုဖျက်ဆီးစေနိုင်လို့ဖနက်အပြားသို့မဟုတ်အောက်ခံအသားကောင်းတဲ့ဖနက်ကိုရွေးစီပါအိတ်ဆက်ခြင်းအရန်ပြော့လို့နဲ့မွေးရကိုရှောင်ပါဘေးဆောင်အိတ်တဲ့ရင်ဒူးနှစ်ဖက်ကြားမှာခေါင်းအုံးလေးညှက်အိတ်ခြင်းကခါးကိုတက်တာစေပါရဲ့ဘယ်အချိန်မှဆရာဝန်ပြတင်တယ်လေခါနာတာအထင်ခြေထောက်တွေထုံကျင်လာရင်အားနည်းလာရင်သို့မဟုတ်စီးဝံထိန်းရခက်ခဲလာရင်ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်